အခုလက်ရှိမှာဖြစ်နေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်လူကြီးရောလူလက်ပိုင်းရောခလေးတွေရောမြေရဒီမြန်မာပြည်တစ်ခုလုံးမှာစတိုက်ဖြစ်နေတယ်အဲ့တော့စကောင်စီဘက်ကရောမြောင်းလိုက်ဘက်ကရောအကုန်လုံးကိုဒီဟာကြီးကိုရပ်တန့်လိုက်ချင်တယ်ရပ်တန့်ပေးစေချင်တယ်ပြီးတော့ပြည်သူပြည်သားတွေပိုင်ဆိုင်တဲ့နိုင်ငံကြီးကိုပြည်သူပြည်သားတွေပြန်လို့ချင်တယ်ပြန်ပေးစေချင်တယ်